ဟာတောက်ဖို့အတွက်ရေကိုတော့ရှာမရဖြစ်နေကြတယ်တော်ထဲမှာဒီစာနေတဲ့ကြီးကန်းလေးတစ်ကောင်လည်းရှိတဲ့ကြီးကန်းလေးဟာဒီစာလုံးတော့မခံနိုင်တော့ပဲသူတက်နိုင်သလောက်အင်အားသုံးပြန်တန်းပြီးရေလိုက်ရှာဖို့ဆုံးဖြတ်လိုက်တဲ့ဒီလိုနဲ့ကြီးကန်းလေးဟာလေးမှာပြန်ပြီးတောက်ရည်လိုက်ရှာရင်တနေရာအရောက်မှာရေခရတစ်ခုနှမ်းတွေ့လိုက်တယ်သူလည်းပြောပြီးရေခရရှိရာနေရာကိုအမြန်ဆင်းလိုက်တာပေါ့ဒါပေမဲ့ရေခရနားကိုရောက်တော့ခရထဲမှာကရေနည်းနည်းပဲရှိတဲ့ရေခရကဘဝကျင်းနေတော့ကြီးကန်းလေးရဲ့နှုတ်သီးနဲ့မဆန်ဘူးလေဒီတော့ကြီးကန်းလေးခင်ဗျာရေကိုတွေ့ပေမဲ့တောက်နိုင်ရှာဘူးကြီးကန်းလေးလည်းရေတောက်နိုင်ဖို့ဒီအမျိုးမျိုးတွေးနေတော့တာပေါ့ကြီးကန်းလေးကအနီးနားကိုရှောက်ကြည့်ရင်ကြောက်တုံးလေးတွေကိုတွေးတော့အကျဉ်းရသွားတယ်သူကကြောက်တုံးလေးတွေကိုတစ်လုံးစီနှုတ်သီးနဲ့ယူပြီးခရတဲ့ထိလိုက်တယ်ကြောက်တုံးလေးတွေခရတဲ့ရောက်သွားတဲ့အခါခရတဲ့ကရေကအပေါ်ကိုရောက်လာတယ်ဒီတော့ရင်ငက်နေတဲ့ကြီးကန်းလေးလည်းရေခရတဲ့ကရေကိုတောက်လို့ရသွားတဲ့နောက်ဆုံးတော့ကြီးကန်းလေးဟာသူ့ရဲ့ပညာဉာဏ်နဲ့ပြဿနာကိုဖြေရှင်းနိုင်စွမ်းကြောင့်ရင်ငက်ပြီးသိရမယ့်ဘေးကလွတ်မြောက်သွားတာပေါ့ကွယ်လိုလင်းကြံစနီးလန်းရအခက်ခဲကြုံရင်ကြိုးစားပြီးအဖြေရှာရပါမယ်ဒါဟာပြဿနာဖြေရှင်းနည်းတစ်မျိုးပါပဲရေစာနေတဲ့ပြဿနာကိုကြီးကန်းလေးဘယ်လိုဖြေရှင်းသွားသလဲတာတို့သမီးတို့စဉ်းစားကြည့်ပါအောင်ကွယ်မင်္ဂလာညချမ်းမှာအိမ်မက်လှလှမကြပါစေကွယ်